မိဘတွေက ASMR တွေဆိုတော့တာသမီလည်းစကားမပြောတတ်ခင်ကလေးကတာဝဲလေးကလေးကဘာမှမပြောတတ်တဲ့ခင်ကလေးကကလေးကိုပါတင်ပေးတာပေါ့နော်ဒီကလေးကြီးလိုက်သူ့ရဲ့ ASMR ဗီဒီယိုတွေကြည့်ပြီးဘယ်လိုနေမလဲမသိကလေးလည်းငြိမ်မနေအောင်နော်မိဘတွေကလည်းဘလော့ဂါတွေဖြစ်တော့ကြောကလေးပါဘလော့ဂါလိုက်လုပ်နေတာ